နော်ရိုးကတော့ကျွန်တော်ဒီ if ဆိုတဲ့ hero တစ်ကောင်နဲ့ပြန်ပြီးတော့ပဲဒါကောင်တာထောက်ထားရဆိုတဲ့အခြေအနေတစ်ခုတော့တွားပြီးတော့တွေ့ရတယ်ဗျလောစီယာ Dragon Face ကတော့ဘာမှတိတ်ပြီးတော့ပြောစရာတော့မရှိဘူးနှစ်သိန်းလောက်ကတော့တော်တော်လေးကောင်းနေဆိုတဲ့ Dragon Face နဲ့တယ်လိုင်းနောက်မှာလက်အောင် down ကိုကြိုဆိုတဲ့ပွဲစဉ်တစ်ခုတည်း Platinum Feather Meta Series ရဲ့ Persona 3 Series Game Number 2လေးပဲဖြစ်ပေါ်တယ်တကယ်ကိုဖယ်တယ်ဦးပြင်းထန်မဲ့ Meta Series Platinum စောစားမဲ့ကျွန်တော် map အနေနဲ့ကြည့်မယ်ဆိုတော့ broken wall အနေနဲ့တော့ဆော့မဲ့အနေထားတစ်ခုပြတစ်ဖက်မှာတော့ချီသူက Lancelot နဲ့ဆော့လာခဲ့ပြီးတော့ပဲ Sensation Jungle ရွေးချယ်လာဆိုတော့ Game Flash ရဲ့ Objective Jungle လာ Fatrin ကိုလည်းကျွန်တော်တို့ဒီပွဲမှာမြင်ရမှာဗျဟုတ်ပါတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်တို့ဒါ broken wall ပေါ့နော်ကြေကွဲနေတဲ့နှလုံးသားတော့မဟုတ်ဘူး wall လေးပဲဖြစ်တယ်เนาะအဲ့အတွက်ကြောင့်ကျွန်တော်ဒီချိန်မှာ Method အနေနဲ့ကတော့ကျွန်တော်နယ်လေးပြန်ပြီးတော့ပဲ Game Number 2ကိုပြန်လဲနိုင်ရရှိဖို့အတွက်တော့လိုမယ်ဗျ Title Defender တစ်ဖြစ်လဲဖြစ်တယ် Regular Season မှာအမှတ်ရရှိဖို့အတွက်လိုအပ်နေတဲ့အသင်းတစ်သင်းလို့ပြောရင်လည်းမမှားဘူးဗျကျွန်တော်တို့ဒါ Playing State ကိုထပ်ပြီးတော့တက်လန်းဖို့နောက်ထပ် Main State တွေကိုသွားရောက်ဖို့ဆိုရင်တော့ဒီ Regular Season မှာအမှတ်တွေရရှိဖို့အတွက်တော့အသင်းအနေနဲ့လိုအပ်တယ်ဗျဟုတ်တယ် Platinum အနေနဲ့တော့ Broken Wall map advantages ရယူဖို့အတွက်သူတို့ယူထားတဲ့ hero ထဲမှာ Uranus ပါနေတယ်အဲ့တော့မှကျွန်တော် Badan ရဲ့ initiating တွေကိုလည်းကျွန်တော်ကြည့်အောင်မယ်ဒါမှမဟုတ် Game Flash နဲ့ Fatrin နဲ့ Fan တို့တော့ကောင်းတယ်ဆိုတော့ညာလဲအရင်ကြီးတော့ map advantages မှာသွားပြီးရှင်လို့ရမှာတော့မဟုတ်ဘူးဗျ BOM အနေနဲ့တော့ကျွန်တော်ဒါ AOG ဘာညာနဲ့ level 4 time တစ်ခုမှာ Badan ကိုကောင်းမွန်တဲ့ Objective Jungle လာ Objective Jungle လာ Fatrin အတွက်ကျွန်တော်ဒါအများကြီးဖန်တီးပေးလို့ရတယ်ဆိုတော့ညာလဲအားလုံး minute တွေမှာ Platinum ရဲ့ map control တော့မတစီအများကြီးတော့ကျွန်တော်ပြပြင်ဆိုင်ဖို့စူးစမ်းရပါအောင်မယ်ဟုတ်ပါတယ်ဆိုတော့ bottom lane ရပြန်ကြည့်ရမယ်ဆိုရင်လည်းကျွန်တော်ဒီဘက်က Condy သူ့မှာကျွန်တော်ဒါ spare vans တွေရှိရဗျဒီက Vantage Stone တွေသွေးပြန်တက်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဒီဘက်မှာပြန်ကြည့်ရမယ်ဆိုရင်လည်း HP regeneration ရအားကောင်းနေဆိုရင် Aelon ရဲ့ Uranus ကိုတွေးရတယ်အဲ့လိုအခြေအနေတစ်ခုမှာတော့ဒါ Hero K ရရှိမှုပိုင်းကတော့အားနည်းနေမယ်ဗျ EAC လင်းရဒါပေမဲ့ goal lane မှာတော့ကျွန်တော် Nathan ဆိုတဲ့ hero တစ်ကောင် Juno ထုတ်သုံးလာခဲ့နောက်မှာ KSS လိုမျိုးကျွန်တော်ဒါ Granger ဆိုတဲ့ hero ကို item များလာမယ်ဆိုရင်တော့ဒီကြပါသူရဲ့ super position နဲ့ Antifa အနေနဲ့ကအများကြီးပြစ်ခွဲလို့တော့ရတယ်ဗျဟုတ်တယ် KSS အနေနဲ့တော့ကျွန်တော် game 1မှာလည်းတကယ်ကိုလောက်ကတွေထွက်ပြသွားခဲ့သလို game number 2မှာလည်းသူရဲ့ Granger main time လို့ကြည့်ရမယ် Method Objective Fighter ကျွန်တော် Game Flash ရဲ့ကျွန်တော် Fat Twin နဲ့အတူပဲတာတေကို Sub Fight ဖို့တော့ကြိုးစားနေတယ်လို့ Aelon အနေနဲ့ကလည်း advantage ရကျွန်တော်ဒါဒီဘက်က Broken Wall နေပြီးတော့ Target Research ကိုပြန်ကြိုးစားနေပြီလို့တွေ့ရတယ် Blade နောက်တော့ပြေတော့ဖမ်းထားသေးတယ်ဘိုးရဲမှာထပ်ပြီးထောင်းနေဝင်တယ်ဂျားမှာတော့ Blade Fast ပေးရပြီဗျာဆိုတော့ Real World Manipulation ပြန်တော့ခင်းလာပါသေးတယ်ဒါပေမဲ့လည်း Hero K ရရှိမှုဘိုင်းမှာတော့ဘိုးရဲကိုယူဖို့ကြိုးစားနေရဗျာဘာတော့ Guardian သုံးပြီးတော့ပြန်လဲ forward သွားတဲ့ခိုင်တဲ့တခုမှာတော့ဒီ Target နားကိုချင်းကန့်နေပြီ Final Slug က2ချိန်ထိကိုသူ့အနေနဲ့လွဲထားသေးတယ်ဗျာခုံအနေနဲ့ကတော့ဗတဲ့မစခင်မှာ Flicker Final Slug လေးတွဲသုံးနေဆိုမှလည်းမပါလာခဲ့ဘူးဒီတစ်ခေါက်မှလည်းသူရဲ့ Ultimate ပြန်ပြေးတဲ့ time တစ်ခုမှလည်း Final Slug ထပ်သုံးနေမပါပြန်ဘူးဗျာဆိုတော့ Hero K ရရှိမှုဘိုင်းမှာတော့နင်းငယ်လေးအားနည်းနေတယ်မသိစေးနေတယ်ဒီ Target ကိုမလုတ်ခင်မှာရင်သူတို့ပြန်ပြီးတော့ Back to Fan ဆိုတဲ့ပုံစံတစ်ခုနဲ့ Target နောက်ထပ်ပြီးတော့ချင်းကပ်ရပါအောင်မယ်ဟုတ်တယ်ကျွန်တော်တို့ Broken Wall ဖြစ်နေအနေထားတစ်ခုကြောင့်မလို့ Objective Jungle လာဒါ Fatrin အနေနဲ့ကလည်း Target ကို fight ဖို့တော့သိပ်မလွယ်တာမျိုးတော့တွေ့ရတယ်ထပ်ပြီးတော့ပဲBadan အနေနဲ့3ယောက်ချားမှာညက်ပြက်ပြီး Blaze ပြေးတော့ထွက်ခဲ့လိုက်ရင်လည်းတိုးချီဝင်လာအောင်မလားအေးတော့တောက်ချုပ်ကိုပရှင်ပြထားတာဗျတိုးချီချောင်းမြောင်းနေတော့ဘူရဲတော့ဝင်လာခဲ့ဆိုတော့ညာလေတိုးချီပြေးဝင်လာမဲ့ Game Flash အကောင်းဆုံး retribution နဲ့ပဲအတိအကျဆုံးရယူသွားခဲ့တာဗျ Double Retribution ပုံစံပေါက်သွားခဲ့တဲ့ Game Flash တော့တစ်ဖက်မှာလည်း Double Retribution ပုံစံတစ်ခုနဲ့တိုးချီသူ့ရဲ့ဒါ Tornado Retreat တွဲပေါက်တယ်ဆိုမှလည်း Price War ကပို့ပြီးတော့အားတောက်သွားတဲ့အခါမှာ Game Flash ပဲဒီ Data ကိုသိမ့်ပိုက်သွားခဲ့ဗျာသူစီးဆိုတဲ့ပုံစံတစ်ခုနဲ့ Method C ကတော့ First Data ပိုင်ဆိုင်ထားတဲ့အခါမှာ early intro လေးတော်တော်ကောင်းသွားတယ်လို့ပဲပြောရမယ်မင်းမလေးကျော် Nico လိုမျိုး hero ကကျွန်တော် Luno Speed နေတဲ့အခါမှာသူ့ကိုတစ်ခါလေး dance တက်ဖို့အတွက်ဆိုရင်တော့ဒီ light side တွေ dash side တွေကိုတောင်းထားမှပဲရလိမ့်မယ်ဗျာဟုတ်တယ် spell ကိုရင်တောင်းထားမှရလိမ့်မယ် Blaze အနေနဲ့ကလည်းကျွန်တော်ဒါထပ်ပြီးတော့ပဲတစ်ချိန်လုံးဖို့စူးစမ်းနေတဲ့အနေထားတော့တွေ့ရတယ်တိုဂျီရဲ့ assassination တွေဒီနောက်ပိုင်း minute တွေမှာပို့ပြီးတော့ပဲလှုပ်ဖြစ်လာနိုင်တယ်3 minute time တစ်ခုမှာတိုဂျီသူ့အနေနဲ့ hero gear ရဖို့အတွက်လုံလောက်တဲ့ damage ကတော့ရှေ့ဦးမှာတော့မဟုတ်သေးဘူးဗျ team combination ကိုပဲပို့အားကိုးနေရမယ့်အချိန်တစ်ခုအော် Kane Spray Nico hero gear ထက်ရခဲ့သေးတယ်ဗျ HP regeneration တွေဘယ်လောက်ပဲအားကောင်းကောင်းတော့ဒီဘက်က dash side နဲ့တွေ့တဲ့အခါမှာတော့ hero gear ပြန်ပြီးတော့ပေးလိုက်ရတယ်ဗျ Blaze ကတော့ခုနက Predator 5မှာသူ level 4မရသေးဘူးဒါအပြင်မှာ Flicker သုံးပြီးတော့သူပြန်ပြီးတော့ fall back လိုက်ရတဲ့အခါမှာ combination ရတော်လေးနောက်ကျသွားခဲ့ဗျဘိုရဲကတော့မှ Vara Guardian တွေသုံးပြီးတော့ပြန်လဲပြီးတော့ပြေးထွက်သွားခဲ့တဲ့ Damage Taken တွေရှိနေသေးရဆိုပေမဲ့လည်းခုနက Predator မှာ impact မထွက်ခဲ့တဲ့ Blake ကတော့ဒီပွဲမှာကျွန်တော်နောက်ထပ် Predator တစ်ခုတော့ထပ်ပြီးတော့မြင်တွေ့ရအောင်မယ်ပေါ့နော်ကျွန်တော်ရဲ့ပြအားတော်တော်လေးများနေတယ်ပဲ Blaze ကိုတစ်ချက်ချင်းစီပြတ်သွားပြီးတော့ပဲ Juno Hero ကလေးထပ်ကောက်လိုက်ပါသေးတယ်ဒီက step ပြင်းနေရလဲပါတယ်ဗျ Movement speed လည်းပါတယ် test speed လည်းပါတယ်ဆိုတဲ့အချိန်တစ်ခုရိုး Vara Guardian Final Slug ကိုရှောင်ပြသွားတဲ့အခါမှာ Town င်းပြန်ပြီးတော့ပဲဆွဲခေါ်ထားသေးတယ် Manipulation ကြားထဲမှာ3 man ရတယ်ဆိုမှလည်းအကုန်လုံးပြေးထွက် Light on ထားတဲ့ခိုက်တဲ့တစ်ခုမှာတော့ Vantage Dash တော်
corner throw ပြန်ပေးထားသေးရဲ့ဆိုပေမဲ့နောက်ဆုံးမှာတော့ Mega K ထိပါ Nico အေးလွင်ကိုထပ်ပြီးတော့ဆုံးသက်သွားပါသေးရဲ့ 4 minute timing အေးလုံးအနေနဲ့3ကလောက်ထိမောက်ထားတဲ့ပုံစံတစ်ခုအရာအရင်တော့သူ aggressive လုပ်လို့ရမှာမဟုတ်တော့ဘူးဗျာသူစီက durability ကလည်းဒီဘက်က Nico ရဲ့ပြားကြီးချားမှာတိတ်ပြီးတော့မတိုးရမျိုးတော့တွေ့ရတယ်ဒါတဲ့5မှာတော့ Majesty စာပြီးတော့ Tottenham မှာ position နဲ့ ယူနေတဲ့အချိန်တစ်ခုဗျာ Blackstone အနေနဲ့5 minute 5 game ပေးထားတဲ့အချိန်တစ်ခုမှာဒီတာတွေကိုထပ်ပြီးလက်လွတ်မလားသူတို့ Champion Zone တွေကိုပါ Game Flash ကတိုးဝင်နေပြီဗျာ Mini Crowd Control ဖြစ်တဲ့ Town နေနေက2ယောက်လောက်ထိပါတယ်ဗျာ Game Flag ရဲ့ Jordan Energy Erection တွေရောဘိုးရဲ့ Unbreakable တွေရောပေါ့နော်ဒီနှစ်ခုကမတင်မှာအများကြီးစကားပြောတယ်အဓိကအဖြစ်ပြောရမယ်ဆိုရင်တော့တစ်ဖက်ကဒီထိုးကြီးဝင်လာမဲ့အခါမှာ Unbreakable နဲ့ဆွဲခေါ်ပြီးတော့ Energy Erection သာမိသွားမယ်ဆိုရင်တော့တေချာပေါက်တေးနိုင်ချေ damage ကတော့ပေးနိုင်တယ်ဗျာဆိုတော့အဓိကတော့ Nico လည်း damage များတယ်ဆို Juno ကလည်းပါနေသေးတယ်ဒါပေမဲ့သတိထားမှာခုနကGame 1ပွဲလိုမျိုးပဲ Blackstone ကလည်း2 magical damage ဒီချိန်မှာလည်း Majesty က2 magical damage ပဲဗျာဟုတ်ဒါတွေကိုထပ်ပြီးကြားပြန်ပြီ AOG လည်းပြီးသွားပြီထွန်းမှာလည်းကျွန်တော်တို့ Game Flash AOG တကောင်မထပ်ဆွဲနေနေပဲ Blackstone နဲ့တိတ်တော့မလွယ်တော့ KZ ရဲ့ပထမဆုံး K လေးကိုပါခေါ်တောက်ချောက်ကို live ယူနေနေပဲ5 minutes 7K နဲ့အတူပဲ Majesty K number 2မှာတကယ်အားရဖို့ကောင်းအောင်ကိုစော့ပြနေပြီဗျာဆိုတော့ဒီနေ့ Game number 3ကိုဆက်လက်ပြီးတော့ခေါ်ဆောင်သွားမလားဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ဗျာလောလောဆယ် Juno ဒီရောက်ခွင့်ကောင်းယူပြီးတော့ Torlane မှာရှိနေ Fast Tower တလုံးကိုပါထပ်ပြီးတော့သိမ်းပယ်သွားသေးတယ်အနားသားလေးဘိုးရဲလာပြီးတော့ bucket ကြည့်ပေးထားသေးတယ်ဆိုတော့ rotation ကျလာမယ့်အရာတွေအကုန်လုံးသူ့အနေနဲ့ကြိုတင်ပြီးတော့တည်ထားတဲ့အခါမှာ Tower တွေရောကျွန်တော်တစ်ဖက်မှာရှိနေ buff တွေကိုပါထပ်ပြီးတော့ try နေခဲ့ပါပြီဟုတ်တယ် Fast Tower ကိုလည်း Majestyတော့ကြောက်ကိုပဒစက်နဲ့လိုက်ချထားသေးတာ Power Buff ကလည်းပါအောင်မယ် Rebel အနေနဲ့ပြန်ကြည့်မယ်ဆိုတော့ Juno သွားပြီးနောက်ရှက်တာမျိုးနဲ့တွေ့ရသေးရဲ့ဗျာဟိုရဲအနေနဲ့တော့ကျွန်တော်ဒါ Town နဲ့တူဝင်ပြီးတော့ပဲအလုံးရှုပ်ပေးထားတဲ့ဂျားမှာ Blackstone အနေနဲ့သူတို့ရဲ့ family ရဲ့တောက်လျှောက်ကို short ခံနေရပြီဗျာဒီချိန်မှာတော့ Juno concentration concentrated energy တွေပါထပ်ပြီးတော့ပါလာပြီကျွန်တော်အင်းလွင်ရတော့ဒီထပ်ပို့ပြီးတော့ damage တင်ကန်လုပ်ဖို့အတွက်ဆိုရင်တော့သူ့ရဲ့ item base ကလိုအပ်ချက်တော့ရှိနေလိမ့်မယ်ဗျာဒီဘက်မှာလည်းဘိုးရင်ဂျာတော့ညက်နေပြီ Medifury ချာမှာတော့ fertilize ဖြတ်ဟောနာသေးရဲ့ light side သုံးပြီးတော့ Nico ပြန်ထွက် fight slack case up ကသုံးပြီးတော့ပြန်လဲ fall back ဝိုင်းတော့မှာတော့လူမြခွင့်ရရှိနေတော့မယ်ဒါပေမဲ့ Platon မပြီးဆုံးလိုက်တဲ့ Juno ရဲ့ပြည့်ချက်တွေကြားထဲမှာ super position atrophy အင်းလွင်ထပ်ပြီးတော့ Hyuki ပေးလိုက်ရပါသေးရဲ့ minute 5k ထိပါပေးနေရတဲ့အနေထားတစ်ခုကြောင်းတော့အေးအဲ့လိုအနေနဲ့နောက်5 minute ဒီမှာပို့ပြီးတော့ယူဆိုင်လာဖို့တော့လုံနေပြီမသက်စေးအနေနဲ့တော့ Nova Gap မှာ4500ထိပါတာနေအနေထားတစ်ခုပြ6မိနစ်မှာတည်းက4500တာတာတော်တော်လေးတော့များနေတော့မယ်ဂျူနိုနေတော့201ဆိုတဲ့ပုံစံမျိုးနဲ့ power spike ဖြစ်လာနေရင်လည်းဒီပွဲကို control လုပ်ဖို့တော့ Majesty တော်တော်လေးကိုရာခိုင်နှုန်းများနေပြီဗျခုံးရဲ့ editing ကလည်းကောင်းမွန်နေသလို Game Flash နေနေကလည်း damage တိကန်လုတ်ဖေးနေတဲ့ပုံစံနဲ့အရာ Blackstone ဘလုံးမကို damage ကတုံးပေါက်ဖြစ်နေတာဗျတိုဂျီရဲ့ lance လို့တခါမှမသိထားတာလွယ်လို့တော့ Blackstone အနေနဲ့တာနေတဲ့အချက်တစ်ခုရေလို့တော့မတွေ့သေးဘူးဗျဟုတ်တယ်အခုချိန်မှာရိုးရိုးကကျွန်တော်ဒါGlowing 1ပါလာခဲ့တာပေါ့နော်ဆိုတော့နည်းနည်းလေးတော့နောက်ကျနေရဲ့ဒီကတော့ TN5 ကမတာလည်းဖြစ်တယ်တန်တယ်လည်းမရရှိတာတဲ့ခရီးနေတစ်ခုမှသူဒီနောက်ဘောရအနေငယ်လိုအပ်ချက်လေးသွားပြီးတော့ရှိတယ်ဗျာကေဆန်ကတော့ Hannah Strike တွေတော့ပြီးသွားပြီ Battle 2က combination လောက်တာတော်တော်လေးစိုးတယ်ဗျာအဓိကသူ့ရဲ့ lane မှာလည်း Fast Tower နဲ့ပေးတတ်တာဆိုတော့ fan base ပေးရတော်တော်လေးကျင်းမြောင်းသွားဆိုတဲ့အခြေအနေတစ်ခုပဲ Magic damage outpush တွေကိုပေးနေခဲ့တဲ့အခါမှာအေးလွင်ဒီလုံးဝခံနိုင်မရှိဘူးဗျာ Juno ရဲ့ damage တွေပြီးသွား Nico ရဲ့ damage တွေဒီဇိုင်းစားများပြားလာတဲ့မြ front line အကောင့်တွေဒီထားဖို့တော့လိုအပ်လာခဲ့ပါပြီကဲလောသေးတော့ကျွန်တော် Juno တာတွေဘာထပ်မှသိမ်းပိုက်လိုက်ရင်းနဲ့ဒါတွေ3ခုလောတော့ Majesty အပိုင်ဆွဲထားတယ်ဗျာထပ်ပြီးတော့ Rebel ကိုထပ်ပြီးနှောက်ရှက်အောင်ပါဗျာပြောမှလည်း KZ အနေနဲ့ Creed တော့ပြန်ရှင်းထားနေရင်းနဲ့ Game Flash တော့မှလည်း AO အနေနဲ့ခေါင်းတိုးလို့မရအောင်ငါးလောက်ဒီသေထားအချိန်တစ်ခုကြားမှာတစ်ဖက်ကပေးတဲ့ damage ကိုသူ့အနေနဲ့မခံနိုင်ခဲ့ဘူးဗျာချန်ကင်ဇုံထဲမှာရှိနေ buff တွေအကုန်လုံးယူပြီနော်ဆိုတော့ကျွန်တော် Melee ရဲ့ Fast Tower တော့မပေးရသေးဘဲနဲ့ Game Flag နဲ့ Juno ကနှစ်ယောက်ပေါင်းပြီးတော့ invade လုပ်နေခဲ့တာချန်ကင်ဇုံကိုကျွန်တော် Fast Tower တော့ပေးလိုက်ရမယ်ဆိုတော့တေချာပေါက် Blackstone ဘက်ကချန်ကင်လာထုတ်ကြည့်သည်စားတဲ့အရာတွေကတော်တော်လေးခက်ခဲသွားနိုင်ကြီးတော့ရှိနေမယ်ဗျာသူဒီ side လေးမှာသွားပြီးတော့ position တော့လုပ်နေခဲ့တယ် by one ဆိုတဲ့အချိန်တစ်ခုခွန်နီနဲ့သွားပြီးတော့ဖန်တီးအောင်မယ်ဗျာဒါပေမဲ့တော်လေးရဲ့ inner torrent တစ်လုံးတော့ထပ်ပြီးတော့ Majesty နဲ့ပိုင်ဆိုင်သွားပြီ 6.5k ဆိုတဲ့ network နီးပါးတော့ကျွန်တော်ပိုင်ဆိုင်နိုင်ဆိုတဲ့ Majesty ဒီချိန်မှာလုံးဝ snowball လေးလုပ်လို့ရတယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျာ Oh play flicker time response ကောင်းလေးနဲ့ပြန်ပြေးထားသေးတယ်ရိုးနေလေတောက်ရှောက်တွေကို manipulation နဲ့တည်ပေးတဲ့အနေထားတစ်ခုတော့ဖြစ်နေပြီဗျာ Majesty ထပ်တက်လာတဲ့ဒီချိန်ချာမှာ AOG ထပ်ပေးထားသေးတယ် first round နဲ့တော့လွယ်ကူလေးပဲထပ်မှသိမ်းပိုက်လိုက်ရင်းနဲ့ပဲဒီချိန်မှာသူတို့ရဲ့ match zone တွေကိုတောက်ရှောက်တွေကိုလိုက်ချဲ့နေတာဗျာဟုတ်တယ်ဆိုတော့ကျွန်တော် Blackstone ဒီချိန်မှာတော့သူတို့ရဲ့ဒါဂျန်ငင်လာအဆင်မပြေဖြစ်နေတဲ့အခါမှာ KZ က damage တိတ်ကန်တွေကို damage တွေကိုကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရမလားပေါ့လေရိုးရိုးကတော့ဒီချိန်นี้တစ်ခါမှမတည်သေးဘူးတစ်ခါမှလည်း support မရသေးသလိုကျွန်တော်သူ့အနေနဲ့ Hero Key ကလည်းရရှိမှုပိုင်းမှာအားနည်းနေသေးရဲ့ဗျ Enchanted Talisman တွေလိုအပ်နေသေးရဲ့ White Blast တွေကိုတောက်လျှောက်ပေးဖို့ White Crystal တွေကိုကျွန်တော် cooldown နည်းနည်းနဲ့ပေးဖို့အတွက်ဆိုရင်တော့ဒီလိုမျိုး cooldown reducing item တွေကတော့လိုအပ်နေသေးရဲ့ဗျ loss မှာတော့ကျွန်တော်ဒါ mimage နဲ့ပြန်ပြီးတော့ရှင်ကြည့်ရမယ်ဆိုရင် 5.8k နဲ့ 3.8k ဆိုတော့ 2k လောက်ထိကျွန်တော်တစ်ဖက်မှာတာနေခဲ့တာ Nico ကဟုတ်တယ် 2k လောက်ထိပါတာနေအနေထားတစ်ခုဗျနေကုန်နေနဲ့ Hyuki လည်း9កောင်ရထားတယ် assistant တစ်កောင်နဲ့ဆိုတော့တော်တော်လေးတော့တာနေအောင်ပါပဲအဲဒါကြောင့်မို့လို့အေးတွေအနေနဲ့ကဘလုံးမောက်ခေါင်းတို့လို့မရဘူးဖြစ်နေတယ် Inner Torrent
ထပ်ပေးလိုက်ရတယ်အပေါ်လမ်းမှာတော့ကျွန်တော် Black Thorn နဲ့ Lancelot တောက်လျှောက်တွေတော့လိုက်တော့ fan နေတော့မယ် Lancelot နဲ့ itemization များလာမယ်ဆိုတော့တော့မှပဲ Master C ဘက်ကိုတကယ် damage ပေးနိုင်ပါမလားဆိုတဲ့မေးခွန်းလည်းရှိတယ်လောဆယ်မှာ KZ နဲ့တခါထိထားပြီးတော့ပဲ team နဲ့ live fan နေမျိုးလည်းတွေ့ရတယ်ဗျာ စပယ်တွေဗိတ်နေရဆိုတဲ့အခြေအနေတခုတော့သွားပြီးတော့တွေ့ရတယ်ဗျာခွန်လေးနဲ့ final slot ကိုပလင်းရွက်ပေးလိုက်တယ်ဗောနော်ဒါကသူ flicker နဲ့တွေးရမလားဆိုတဲ့အတွေးလေးနဲ့တစ်ဖက်က flicker ခုံသွားမယ်ဆိုရင်လည်းသူစပယ်ရတယ်ဆိုတဲ့အခြေအနေတခုပဲဒါပေမဲ့လောစီမှာတော့ကျွန်တော် Black Zone ဘက်က Toji က Predator fight တက်စားမယ်ဆိုရင်သူဒီ lane သွားပြီးတော့ split တယ်ကျွန်တော်ရရင်ရဆို family space ကိုပြန်လည်ပြီးတော့ရှာတယ် level ကတော့7လောက်ထိပြန်ပြီးတော့ရောက်လာခဲ့ဗျာ King Flat နဲ့ Dan လူနီးပါးလောက်ထိဖြစ်နေရဆိုပေမဲ့လေတစ်ဖက်က Mimish ကလည်း7ဂိုးလိန်တာလည်း7နှစ်ဆိုတော့အရင်အဲ့တော့နှိမ့်နေသေးရဲ့ဆိုတဲ့အခြေအနေတခုပဲဗျာ ဟုတ်တယ်တော်တော်လေးနှိမ့်နေရမျိုးတော့တွေ့ရမယ်10မိနစ်တိုင်မှာ family တွေ8000လောက်ထိကွာနေတယ်မတစီထပ်ပြီးတက်လာမယ် high ground တွေတော့ Black Thorn တွေကဘယ်လောက်ထိ defend နိုင်အောင်မလဲကြည့်ရမယ်သူကရိုးရိုးရဲ့ manipulation တွေတော့ကြံတယ် Lancelot အနေနဲ့ဒီချိန်မှာတောက်လျှောက်တွေတော့သူ late split လို့လွယ်မှာမဟုတ်တော့ဘူးဗျာ final slide ရိုက်ဖို့အတွက်တော့ down လေးတော့ကတ်နေသေးရဲ့ဆိုပေမဲ့အေးလွင်တစ်ကောင်လေးနဲ့ရိုက်ဖို့အတွက်ဆိုရင်တော့သူ့အနေနဲ့မစင်းစားသေးဘူးဗျနှစ်ကောင်လုံးရမယ်ဆိုရင်တော့ကျွန်တော်ခွန်အနေနဲ့လုံမလားပေါ့လေလောလောဆယ်ကတော့ကျွန်တော်လော်နာမှာတော့ဒါကျွန်တော်ဝေးလေလေးနဲ့ဘယ်သူမှတော့မလိုက်သေးဘူးဗျမက်သစီကတော့ကျွန်တော်လော်တလိမ့်ပေးတာတယ်သူ channel လေးတွေမှာရှိတဲ့ internet တွေကို force မယ်ဒီလိုပုံစံနဲ့ပဲသွားမယ်ဆိုတဲ့အခြေအနေတခုပဲ mega tower try ဖို့အတွက်ဆိုရင်တော့ဒီ top lane က chain တွေပေါက်တော့ရနိုင်ရရှိတယ်ဗျ mega ရှိရလည်းမရှိတော့ဘူး ဟုတ်တယ် blaze လည်းပြန်ပြီးတော့ပဲအိမ်ဝဲပြန်လာခဲ့လိုက်တဲ့အနေထားဗျလောတော့အပေါ်ထဲမှာရောက်နေတယ်ခွန်တောက်လျှောက်ကိုရိုက်ပေးထားတယ် manipulation နဲ့ပြန်ကားတဲ့ကြားမှာအေးလို့မသေးပါဘူးဗျဗဒန် fit ပြန်ထိုးထားတဲ့ကြားမှာတော့ damage ရောက်ဖို့ဒီလုံးဝကိုမလုံလောက်နေခဲ့တာအေးလို့နောက်တော့နေခိုးအကောင်းဆုံးကိုအဆုံးသတ်ပေးလိုက်တာဗျဆိုတော့ဒီနေရာမှာလဲကျွန်တော်တစ်ဖက်က figure ပြေးထိုးတဲ့ Blake ရဲ့ spare တစ်ခွက်ကို Juno အနေနဲ့သူ့ရဲ့ trophy နဲ့ပဲလှလှပပရှောင်းပြသွားခဲ့ဗျာဒါအပြင်မှာ Nico ရဲ့နောက်ဆုံး last hit ပေးလိုက်တဲ့ dash side တစ်ခုနဲ့တူ flicker နဲ့ပြန်ထွက်လာတယ်ဆိုတဲ့အရာတစ်ခုကလည်းသွားတွေ့ရတယ်ဗောနော် Blaze ဂျားတော့ညံ့နေပြီဗျာသူကလည်းသူပြန်ပြီးတော့ပဲ body ကောင်သွားတဲ့ခိုင်တဲ့တစ်ခုမှာတော့ Paul ရဲ့ first mega tower တစ်လုံးတော့ခွင့်ပြုလိုက်တယ် Juno KSS တော်လေးကိုနားတယ်ဗျာ damage ကဟုတ်တယ်နှစ်ချက်လောက်ကြားမှာ KSS သွေးတုံးမကျန်တဲ့အနေထားပါဖြစ်သွားတယ်တိုဂျီအနေနဲ့ကလည်းတကယ်ကြီးမှာသူ့ရဲ့ family ကတောက်လျှောက်ရှာနေခဲ့ပေမဲ့ဘလုံးမကိုကျွန်တော်တို့ဒါ damage shot ကိုပေးလို့မလွယ်ဘူးဖြစ်နေရတယ်ဗျဘက်လိုင်းနဲ့ဝင်လာဖို့တော့ကလည်း Juno စီမှာ damage shot တွေလည်းရှိနေတယ်ဆိုတော့ Juno ရဲ့ spare တွေကလည်းတစ်ဖက်က land shot အတွက်ဝင်အိမ်ကိုတော်တော်လေးခက်ခဲနေခဲ့တာမျိုးလည်းတွေ့ရတယ်ထပ်ပြီးတော့ပဲ low fight 70 seconds ဆိုတဲ့အရာတစ်ခုကိုမသိထပ်ဆောင်မလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော် battle တစ်ခု 10 force ပြီးတော့ပဲလိုအပ်နေခဲ့တဲ့ mega tower နဲ့ထပ်ယူမလားတော့ကြည့်ရမယ်ဗျာအသနာရှိလိုမျိုး item base တွေကိုပြန်လဲပြီးတော့ buff ပေးတာဆိုမဲ့လေ magical output လွတ်နေတဲ့ hero တွေကတအားကိုကျွန်တော် damage ကထွက်နေသေးတဲ့အခါမှာကျွန်တော်ဒီ item ပိုင်းလိုအပ်ချက်သွားပြီးတော့ရှိနေခဲ့တယ်ဗျာအင်းလွင်စီမှာ radiant armor တွေအသနာရှိတွေ cartel mat တွေ oracle တွေဒီလိုမျိုး magical defense တွေပါမယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော်လည်း kill flag ရဲ့ front line မှာရှိနေကျွန်တော်ဘိုးရဲနဲ့ပေါင်းပြီးတော့ထောင်းလေးပေးနေခဲ့တဲ့အရာတွေကလည်းတော်လေးဆိုးတယ်ဗျာခွန်အနေနဲ့ကလည်း deny တစ်ပိုက်သူ့ရဲ့ final slug နဲ့ battle ကိုကျွန်တော်ပြန်ပြီးတော့ hero ရရှိဖို့အတွက်ဖက်တီးပေးနေရဆိုတဲ့အခြေအနေတစ်ခုတော့တွေ့ရတယ်နီကိုကတော့ကျွန်တော်အရင်ဆုံးဝင်လို့တော့မရဘူးဗျာနော်သူ last side မရှိတဲ့အခါမှာ KZ ရဲ့ damage တွေ Blaze ရဲ့ figure တွေသာပါသွားမယ်ဆိုရင်တော့ hero ပေးရနိုင်ကြရှိပါလိမ့်မယ်ဟုတ်ပါတယ်မတစီ7မိနစ်တိုင်မင်းနဝက1000အသာနဲ့အတူပဲဒီဘွဲတော့သူတို့အနေနဲ့ AC လေးနဲ့ပဲထပ်ပြီးထိန်းချုပ်ထားအောင်မယ် Black Thorn အနေနဲ့ကတော့သူတို့ပြန်ကမ်းမဲ့ဖို့တော့ပွားနေတော်တော်လေးတော့ရှားခတ်နေမှာဗျာ Granger အနေနဲ့ပြန်ကြည့်မယ် Sky Mizar Hand Strike Mavigan လောက်တော့ပြီးထားတယ်ဆိုတော့ညာလေအရင်တော့မလွယ်ဘူးဗျ။သူက Paralytic damage တွေထွက်လာတော့မှန်တယ်ဆိုတော့ညာလေတစ်ဖက်မှာ defense နေမှာတော်တော်လေးများနေတဲ့အနေအထားတစ်ခုကြောင်းတော့တိုးပေါက်ပါမလားဆိုတဲ့မေးခွန်းတစ်ခုလည်းရှိတယ်။လောပေါ်လာဖို့10 second ပဲလိုရတော့တယ်။ဟုတ်တယ်ဆိုတော့ Toji စီမှာတော့ true damage တွေပါတယ်ဗျ။ခုနကဒါခံပြောသွားဆိုပဲ KZ စီမှာတော့ penetration တွေပါတယ်။ဒီຢာတွေကတစ်ဖက်ကရှိနေတဲ့ဒီဘိုးရဲတို့ front line မှာရှိတဲ့ King Flat တို့ Kun တို့ကိုကျွန်တော်ဖြတ်နိုင်မယ်ဆိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒီကိုရဲ့ dash side တွေတောက်လျှောက်ပေးနေတဲ့ခါတစ်ခုမှာတစ်ဖက်က Jungle မလာခင်မှာပဲဒီလောရရှိသွားခဲ့တယ် Blaze ကိုတော့တန်းဖြတ်ဖို့တော့ကြိုးစားတယ်။ဘာတော့ Guardian base သွားတဲ့ခါမှာတော့တန်းပြီးတော့ဗတ်တယ်မဆိုင်တော့ဘူးဗျ။ Law နဲ့ follower line နိုင်တော့ပို့ပြီးတော့ကောင်းမယ်။မသစီဒီ Law တစ်ချိန်နဲ့တူကြံရှိနေတဲ့ Megador နှလုံးကိုတော့ဆက်ပြီးတော့ try ရပါအောင်မယ်။ဟုတ်ပါတယ် Law အပေါ်လည်းတက်လာနေနေပဲ Mega Machine က lane ဖြစ်တဲ့အတွက်ကြောင့်မလို့ Black Thorn တော်တော်လေးအန်နေများတဲ့ position မှာပဲ Lancelot အနေနဲ့တော့ lane တွေပါကြိုရှင်းဖို့တော့စဉ်းစားထားသေးတယ်။ဒါမှမဟုတ်လည်းမသစီသူတို့9ယောက်လုံး strong position နဲ့ high ground တက်လာဖို့တော့ပြင်ဆင်နေရင်းနဲ့ပဲ Blaze ရဲ့ကျွန်တော်ဒါအချီတီကိုလည်းတစ်ချက်တော့ပြန်ကြည့်ရမယ်။ရိုးရဲ့ manipulation တွေအားကောင်းသွားမယ်ဆိုတော့ Black Thorn defend လို့ရရဆိုတော့ညာလေတစ်ဖက်ကပေးရဲ့ damage shot ကတော်တော်များမှာဗျာ။ဟုတ်တယ်ဘိုးရဲ့ဂျားတော့ညံ့နေပြီထောင်းလေးပြန်တော့ဆွဲခေါ်ထားသေးတယ် favorite 2 man front line hero တွေအကုန်လုံးပါသွားခဲ့ဗျာ။ဒါပေမဲ့ Rafa line နဲ့ဘိုးရဲ့ damage take ကိုဘလုံးမကြော်နိုင်ဘူး။ပေါ်မှာတော့ by one ထပ်ပြီးတော့တီးနေပြီ။ Conley နဲ့ကတော့ dash တွေတောင်းချပေးထားသေးတယ်ဆိုမှလည်းအနောက်မှာ Lancelot နေတယ်ပြန်လေပြေးထွက်သွားတယ်ခိုက်တယ်ပဲဗျာ။ Law တော့3 2 1နီးပါးလောက်ကိုင်းသွားပြီ။ ဘာတော့ Guardian ပြန်ပေးထားသေးတယ်ရိုးစီက flicker ရလိုက်တယ်ဒါတော့တော်တော်လေးကောင်းနေဗျာ။မြမတက်လိုက် Cree Wave တွေကိုပြန်လေပြီးတော့ပေးအင်းလွင်အတန်းချင်းယူထားတဲ့အခါမှာတော့ဂျားရနေမပေးအောင်ဆွမ်းဆောင်နေတော့မှာပဲ။တန်းဂျားမှာတော့ညံ့နေရင်းနဲ့ပဲထပ်ပြီးတော့ပဲအဆုံးသက်ခံအောင်မလား။နောက်မှာ slash နဲ့ case ပါသွားပြီ။မဘိုးရဲ့ထပ်ပြီးအဆုံးသက်ဖို့ကြိုးစားနေတယ် case နဲ့ Juno လက်ထဲကို double kick ပေးလာတယ်။ Lancelot execution ထိုးဖို့ကြိုးစားမလဲ Juno triple kick ဒီမှာထပ်တင်ထားတယ်နောက်တစ်ကောင်မှာထပ်ပြီးတော့ Minion Juno ထပ်ယူလာရင်းနဲ့ Medicine နိုင်ပွဲတစ်ခုတော့ထပ်ရရှိခဲ့ပါပြီ။ကဲ3ချိန်မြောက်